အားလုံးပဲမင်္ဂလာပါဆန်စီကိုဒီကနေ့ F5 Unit 3ရဲ့ exercise ကိုအတူတူလေ့ကျင့်သွားကြမယ် Unit 3မှာကြတော့ဆန်စီကနေရာတွေကိုညွှန်ပြတာပေါ့နော်ကိုကိုတို့စုကိုတို့အဆုကိုတို့အဲ့ဒါတွေကိုသုံးပြီးတော့ဆန်စီက grammar တွေကိုလည်းလေ့ကျင့်ခဲ့တယ် Run A တွေ Run B တွေရောလည်းလေ့ကျင့်ခဲ့တယ်ဒီမှာကကြတော့ Unit 3မှာဒီနောက်ဆုံးပေါ့နော် Unit 3မှာ exercise အနေနဲ့ကဆက်စီတို့လေ့လာခဲ့တဲ့ grammar pattern တွေ meaning တွေကိုကိုဘလောက်ပေါ့နော်မှတ်မိလဲရသွားပြီလဲဆိုတာကိုနောက်ဆုံးအနေနဲ့ exercise လုပ်ကြည့်ရ grammar ကို အတွက်နောက်ဆုံး exercise လုပ်ကြည့်ရပုံစံမျိုးပေါ့နော်ကိုလေ့ကျင့်ခဲ့တဲ့ဟာတွေကိုလည်းပြန်ပြီးတော့နှွှေးတဲ့သဘောမျိုးအနေနဲ့ဆန်းစီတို့က exercise တွေကိုလေ့ကျင့်ကြတာပေါ့နော် exercise တွေကိုပုံလေးတွေကြည့်တာတို့ column လေးတွေဖြည့်တာတို့ sentence လေးတွေကိုပြန်စီကြည့်တာတို့အဲ့လိုဝိပတ်လေးဖြည့်တာတို့အဲ့လိုမျိုးပုံစံမျိုးနဲ့ exercise တွေကပါတာပေါ့နော်ဒါကြောင့်မို့ဒီကနေ့ကတော့ဆန်းစီနဲ့အတူ unit 3ရဲ့ exercise ကိုအတူတူလေ့ကျင့်သွားကြမယ်ဒါဆိုရင်စကြရအောင်နံပါတ်1ကကြတော့တဲ့နံပါတ်1ကတော့ပုံလေးတွေပြီးထားတယ်ပုံလေးတွေမှာဒီမှာနေရာလေးတွေကိုညှို့ပြထားတယ်အဲ့ပုံလေးတွေကိုကြည့်ပြီးတော့ဆန်စီယိုကအဖြေမှန်ကိုထည့်ပြအဖြေကိုထည့်ပြရမှာပေါ့နော်ဒီဟာကတဲ့သူနဲ့အညီနားမှာရှိတယ်ဒါဆိုနေရာကိုလည်းညှို့ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆန်စီယိုကခုတ်ကိုနဲ့သုံးပြရမှာပေါ့နော်ခုတ်ကိုက okay สุเคဒက်ဒီဟာက recension မှာမသိသေးရဲ့လို့ခုမှလာပြီးတော့ကိုယ့်ရဲ့ office ကိုလာလဲတဲ့လူတို့လာတဲ့ဧည့်သည်တို့ပါဆိုဒီနေရာကတော့ reception မှာဒီလိုမျိုးပြောချင်ခုတ်ကိုက okay สุเคဒက်ဒီနေရာကတော့ reception ဖြစ်ပါတယ်နံပါတ်1ဒါကတော့ ray ပေါ့နော်အချစ်ပံကိုကြည့်ကြည့်မယ်နံပါတ်1ကိုကြည့်ကြည့်တဲ့အခါမှာသူကခိုင်းကြီးရှင်းစွတ်ဆိုတော့ meeting ကပေါ့နော်ဟိုဟာက meeting ကကိုနဲ့နင်းငယ်လှမ်းတဲ့နေရာရှိနေတဲ့နေရာကိုညွှန်တော့စက်ကြီးကစုကိုနဲ့ညီမရမယ်စုကိုကခိုင်းကြီးရှင်းစွတ်တဲ့ဟိုမှာက meeting ကမှာဝန်ထမ်းအစ်စ်ကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရုံးလိုက်ပြီးတော့နေရာလေးတွေကိုလိုက်ပြတာလို့ပါလို့အဲ့နေရာလေးကိုလိုက်ပြတဲ့ပုံစံမျိုးနဲ့ကိုကစဉ်းစားလိုက်ပေါ့နော်ဟိုဟာကတော့ meeting room ဖြစ်ပါတယ်စုကိုကခိုင်းကြီးရှင်းစွတ်တဲ့ဟိုဟာက meeting room ဖြစ်ပါတယ်toilet ကတော့ညောင်လုံးနဲ့ဝေးတဲ့နေရာနေညွှန်ပြလိုက်တာဆိုတော့ဇက်ဂျီရိုကအဆုခွန်နဲ့သုံးပြရမယ်အဆုကိုကတိုးရီလေဒက်တိုးရီလေလည်းသုံးလို့ရတယ်ဥဒဲအာရာကြီးလည်းသုံးလို့ရတယ်အဆုကိုကတိုးရီလေဒက်အဆုကိုကဥဒဲအာရာကြီးတဲ့ဥမာကတော့ toilet ပါနောက်နံပါတ်3ကကြောင့်ရှုပ်ခုတို့ကန်တင်းတို့ဘာလို့လိုက်ပြီးတော့ပြတာဆိုဒီနေရာကခုကိုကရှုပ်ခုတို့ဒါကတော့ကန်တင်းဖြစ်ပါတယ်နှစ်ယောက်လုံးနဲ့ဝေးတဲ့နေရာကိုညွှန်ပြတာဆိုတော့အဆုကိုနဲ့ညီမရမယ်ဟိုဟာကတော့ရုံးခန်းမှာအဆုကိုကဂျီမှုရှော့တဲ့ဟိုဟာကတော့ရုံးခန်းမှာနံပါတ်5ကကြတော့ကျော်ရှိဆိုဒါကတော့စာသင်ခန်းပေါ့နော်စာသင်ခန်းကိုညင်လာဆိုသူနဲ့အနေငယ်လမ်းတဲ့နေရာမှာရှိရဲ့အဲဆိုတဲ့အတွက်ကြောင့်မလို့စုခုနဲ့သုံးပြရမယ်စုကိုကကျော်ရှိဆိုတဲ့ဟိုဒီဟိုနေရာကတော့ကျော်စာသင်ခန်းဖြစ်ပါတယ်ဟိုနေရာကတော့စာသင်ခန်းဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ကိုကနေရာလေးကိုညင်ပြတဲ့ဟာကိုနဲ့အညီဆုံးမှာရှိနေကိုနဲ့သုံးမယ်ကိုနဲ့နဲ့ဝေးပြီးတော့နားထောင်သူရဲ့အညီနောက်မှာရှိနေတယ်ဆိုရင်စုခုနဲ့သုံးပြီးတော့နှစ်ယောက်လုံးနဲ့ဝေးတဲ့နေရာမှာရှိနေเนาะဇက်ကြီးကအစုခုနဲ့သုံးပြီးဒါဆိုရင် exercise အချီပန်ပြီးသွားပြီဆိုတော့နိဗ္ဗာန်ကိုကြည့်ကြည့်နေမွန်တိုင်းနိဗ္ဗာန်ပေါ့နော်နိဗ္ဗာန်မှာကြတော့သူက ray မှာစိုးရီဝါတဲ့ကွင်းသားကွယ်ပိတ်တဲ့မှာနမ်းပြီးထားတယ် test ကအဖြေကိုကြည့်ကြည့်မော်ကြီးလျှော်တဲ့ဒီဟာကတော့ဘာဖြစ်ပါသလဲပါတော့နော်စိုးရီဝါနန်း test ကဒါကဘာလဲလို့မြင်လိုက်တော့ပြီးတန်ဖြစ်ပါတယ်ကြီးလျှော်တဲ့ဒါဆိုရင်တတ်မဲ့ကိုမိတာဆိုတော့ဆန်းစီကနန်းနဲ့ဖြည့်ပြရမယ်နန်း test ပေါ့နော်နန်း test ကစိုးရီဝါနန်း test ကဒီဟာကဘာဖြစ်ပါသလဲတဲ့ကြီးလျှော်တဲ့အပြီးတန်ဖြစ်ပါတယ်နံပါတ်1ကိုကြည့်ကြည့်မယ်စုမိမဆယ်တိုးရီတယ်ဝါတဲ့ဝိဇာဝတ်ပိတ်မယ် test ကားနဲ့မိတယ်အဖြေကိုကြည့်ရောအာချီလာ test အာချီလာဆိုရယ်ရည်ကြီးတဲ့အသုံးလုံးနဲ့မိဆက်စီတော့ဒီမှာနဲ့ရင်ကြီးရဲ့အမင်းနဲ့ပဲမိပြရမယ်စုမိမဆန်တစိတ်လောက်တိုးရီတယ်ဝါဒုချီလာ test ကဘယ်မှာလဲလို့မိရောဟောမှာပါအာချီလာ test ဆိုပြီးတော့ဖြေထားတယ်ဒါဆိုရင်မိကုန်းကဒုချီလာဖြစ်သွားမှာပေါ့နော်မိကုန်းမေးထားတဲ့အဖြေလေးဟာဒီကွင်းစာကွင်းပိတ်လေးတွေကအဖြေကဒုချီလာဖြစ်သွားမယ်မိဘံကိုကြည့်ကြည့်မယ်မိသားဆောင်ဝါတဲ့ဝဲစာပွင့်ပေးထားတဲ့ test ကားတဲ့အဖြေကိုကြည့်ကြည့်တော့ခိုင်းကြီးရှိဆိုတဲ့ခိုင်းကြီးရှိဆိုတာမီတင်ထဲမှာဆိုမိသားဆိုင်ရင်ဘယ်နေရာမှာလဲလို့မိတာဖြစ်သွားတာပေါ့နော်မိသားဆောင်ဝါဒိုခု test ကမိသားဆောင်ကဘာမှလဲလို့မိတော့ခိုင်းကြီးရှိဆိုတဲ့ meeting room ထဲမှာပါ meeting ထဲမှာပါနံပါတ်3ကြည့်မယ်ကင်မရာဦးရီပါဝါတဲ့ test ကားတဲ့ကင်မရာဦးရီပါကကိုကင်မရာအယောင်ကောင်တာကဘာမှလဲမိရဲ့အဖြေကိုကြည့်ကြည့်မယ်ကော့ခိုက်တဲ့ကော့ကိုက်တဲ့ဆိုတော့ငားလာမှဖြစ်ပါတယ်ဆိုတော့ဘယ်နှလွာမှလဲလို့ဆန်းစီတော့မြည်ရတော့မှာပေါ့နော်
カメラ売り場は何階ですかတဲ့カメラအယောင်ကောင်တာကဘယ်နှလွာမှာလဲပြီးတော့9လွာမှာဖြစ်ပါတယ်ဒီမှာလေးကိုကြည့်မယ်အခုနီတဲ့အခုနီဝါတဲ့ desk ကတဲ့မင်းရဲ့တိုင်းပြည်ကတိုင်းပြည်တို့ကုမ္ပဏီတို့အိမ်တို့မင်းဆက်စေးကတို့ချိတာနေပဲမိပြရမယ်အဖေကိုကြည့်လိုက်တော့ Doris does ဂျာမနီဖြစ်ပါတယ်ဆိုတော့အဖေကတို့ချိတာဖြစ်သွားမှာပေါ့အခုနီဝါတို့ချိတာ desk ကမင်းရဲ့တိုင်းပြည်ကဘာလဲလို့မိတော့ Doris ဂျာမနီဖြစ်ပါတယ်လို့ဖြေထားတယ်နံပါတ်5ကျတော့ခိုင်းရှားဝါတဲ့ desk ကတဲ့အဖြူမီးတော့ power တန်းခိတဲ့ power လျှက်စစ်ကုမ္ပဏီဖြစ်ပါတယ်ဆိုတော့ကုမ္ပဏီကိုမေးရယ်ဆန်းစီတို့ကဒူချိလာနေတယ်မေးပြရမယ်မင်းရဲ့ကုမ္ပဏီကဘာလဲလို့မေးတာပေါ့နော်ခိုင်းရှားဝါဒူချိလာ desk ကမင်းရဲ့ကုမ္ပဏီကဘာလဲမေးလိုက်တော့ power တန်းခိတဲ့ power လျှက်စစ်ကုမ္ပဏီဖြစ်ပါတယ်နံပါတ်6ကကျတော့ power တန်းခိဝါတဲ့ခွင့်စာခွင့်ပေးပြီးထားတယ် not ခိုင်းရှား desk ကတဲ့ power လျှက်စစ်ကုမ္ပဏီကဘာရဲ့ကုမ္ပဏီလဲပေါ့နော်ဘာကုမ္ပဏီလဲဆိုတော့အဖြေကကွန်ပျူတာတော့ခိုင်းရှာတဲ့ကွန်ပျူတာနဲ့ပတ်သက်တဲ့ကုမ္ပဏီဖြစ်ပါတယ်ဒါဆိုရင်ကွန်ပျူတာဆိုတဲ့တမဲနံကိုမေးတာဆိုတော့နန်းနဲ့မေးရမှာပေါ့နော် Power Danky ကနန်းတော့ခိုင်းရှာတဲ့က Power လျှက်စစ်ကုမ္ပဏီကဘာကုမ္ပဏီလဲလို့မေးတော့ကွန်ပျူတာနဲ့ပတ်သက်တဲ့ကုမ္ပဏီဖြစ်ပါတယ်နံပါတ်9ကိုကြည့်မယ်ခိုးတွေဝါတဲ့ခေါင်းဆောင်ကိုပိတ်ကဘာဖြစ်ရမလဲဆိုတော့ not wine desk ခိုးတွေဝါ not wine desk တဲ့အမှအဖေကိုကြည့်လိုက်တော့အီတာလီယာနိုဝိုင်းတဲ့အီတလီရဲ့ဝိုင်းဖြစ်ပါတယ်ဆိုတော့ဘာရဲ့ဝိုင်းလဲလို့မေးတာပေါ့နော်ဘယ်နေရာရဲ့ဘယ်တိုင်းပြည်ကထုတ်တဲ့ဝိုင်းလဲလို့မေးတော့ခိုးရီဝါဒိုခွန်နော်ဝိုင်းဒက်စ်ကဒီဟာကဘယ်ကထုတ်တဲ့ဝိုင်းလဲလို့မေးတော့အီတလီကထုတ်တဲ့ဝိုင်းဖြစ်ပါတယ်အဖေကမေကွန်းမေးတဲ့အဖေလေးကဒိုခိုဆိုပြီးတော့ထည့်ပေးရမယ်နံပါတ်10မှာကျတော့ခွန်နော်ဝိုင်းဝါတဲ့ဝိဇာကွယ်ပိတ်မဲ့တက်စကားလို့မေးတယ်အဖေကကြတော့ရန်2800လုံးပြီးတော့ဒါဆိုတေချာဝါကြီးအဖေမေကုန်းကဘယ်လောက်လဲမေးတာဖြစ်သွားတာပေါ့နော်ခွန်လုံးဝိုင်းဝါအီကူရာဒက်စ်ကဒီဝိုင်းကဘယ်လောက်လဲလို့မေးတော့ရန်2800ဖြစ်ပါတယ်ဒါဆိုရင်ဆန်စီရိုကဒီကနေ့ L5 Unit 3ရဲ့ exercise ကိုအတူတူလေ့ကျင့်ပြီးသွားပြီ Unit 3ရဲ့ exercise ကိုလေ့ကျင့်တဲ့ဗီဒီယိုကိုရောက်လာပြီဆိုတော့ကျောင်းသူကျောင်းသားတွေအနေနဲ့ကတော့ Unit 3နဲ့ပတ်သက်တဲ့ grammar course တွေမှာလည်း pattern တွေရော grammar pattern တွေ run shoot A run shoot B တွေအားလုံးကိုလေ့ကျင့်ပြီးမှဒါလေ exercise ကိုရောက်လာတာလေဒါဆိုရင်ဆက်စုက Unit 3နဲ့ပတ်သက်တဲ့meaning တွေ grammar ပုံစံတွေစကားပြောပုံစံတွေကိုရသွားပြီဆိုရင်ဆက်ပြီးတော့ Unit 3နဲ့ပတ်သက်တဲ့ speaking course တွေ listening course တွေကိုဆက်ပြီးတော့လေ့ကျင့်သွားဖို့ကျောင်းသားတွေကိုစစီကားမှာခြင်းနဲ့ဒါဆိုရင်ဆက်စီတို့နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်အားလုံးပဲစာယူနာတာ